အားလုံးပဲမင်္ဂလာပါရှင်အခုကျွန်မရောရှိနေကိုလောက်อ่ะပြောပဲလက်ဆက်ကြီးဆိုင်ရှိရလက်ခေါ်ဆက်ဆိုင်ကိုရောနေရရှိအခုခေါ်ဆက်ဖာရှောပေါ်อ่ะ ကျွန်တော်တို့အရင်စီတာလဲပေါ့နော်စီဟီတာပြီးမှစက်တော့အကျယ်ပဲကြော့ထားပါတော့စားချုံမှုထဲမှာမဟာဆလာထဲမှာငယ်တိမို့နည်းနည်းထဲမှာပဲစီပေါ့ပဲငှက်ပြဲကြီးပေါ့နော်ကျွန်တော်တို့အဓိကကျတော့ဒီခေါက်ဆွဲတစ်ပတ်မပါမဖြစ်နေရတယ်ဒါအနှစ်ပဲချောင်းကြိတ်ပြီးတော့စီတာတဲ့တဘောပေါ့နော်အဲ့ဒီဟာကျွန်တော်တို့ဒီမှာဒီထဲကိုပြတ်ထဲမှာပေါ့နော်အခုမှဒါအစုကပြီးမှပဲဒါကျတော့ခေါက်ဆွဲစီလိုက်ကိုရိတ်နေပဲပြုတ်ထားပေါ့ဒီဘက်ကချက်ပြီးစီဒီဘက်ကနှက်တဲ့သဘောပဲဒီတာဝါနဲ့ကြော်တဲ့ဟာကျကျွန်တော်တို့ဒီပွဲကြီးများသွားလို့ရှိရင်ဒီစလုံးနဲ့ကျတော့ဆင်မပြေတော့ဒီတာဝါထဲကိုကျွန်တော်တို့ကတ်ထည့်ပြီးလို့ရှိရင်တပွဲဆိုတပွဲနှစ်ပွဲဆိုတပွဲဥပမာပေါ့ဒီတာဝါကျွန်တော်တို့အသက်ထက်တာကိုကြည်သေးတယ်အနှစ်30ကျော်ကျော်ဒါချေကျွန်တော်တို့ဒီဟာခောက်ဆွဲပါဆယ်ပေါ့နော်ခောက်ဆွဲနဲ့စားမဲ့အချင်းဟင်းချိုလည်းပါတယ်ဟင်းချိုကျတော့ကြက်စုပ်ပြုတ်တွေနဲ့ကြက်ရိုးတွေနဲ့ဒီအမရောကြော်ဆိုတော့ကျွန်တော်တို့အဲ့ဟာရောပြီးထည့်ပေးလိုက်တယ်အကိုလုံးကြက်ဥရောအနှဲတွေရောကိုလိုပါပေါ့ကြက်ဥရောကြော်ပဲစားတဲ့လူတွေများတယ်အရင်တို့လူကြီးတွေဆိုလို့ရှိရင်တိတယ်သူတို့တွေထည့်မယ်နော်လက်ခေါ်ဆက်ချောရက်စကိမရှိဆိုရတဲ့ဘယ်ရတဲ့ဆာနီဒီဆိုတော့မှုရလဲမှုအလကူစောက်ဖေခိုးပါရှင်အနာလဲမှုကျေဦးရတဲ့ရိုးချော်ရဆိုတော့စစ်စီရနာအီရနာခေါ်ဆွဲလေးကဤကနုကညာကနေလာကျေဦးရောချော်ပဲနာတတဆာဝရပါတမျိုးရောချော်ပြီးအားစောက်ရပါတမျိုးဝင်လာလိုက်ဒီစကောကွန်ရတနီဂျူမတာတီချက်ချစ်တီရလေးနာသူကအရှင်ပဝီဆိုတာလာဆိုတော့ခေါ်ဆွဲတဲ့မှာမလဝီရဆိုတာကျွန်မအခုမျိုးစားမနာလိုက်ဟှရှူလဲပေါ့ကွန်နကောကွန်သူကဟှရှူထဲမှာသူကဟမြထပ်ပေးရနူးဆိုတာကျေယိုးလေးနော်တောင်းနီလဲပါတယ်ပတိပန်လဲပါတယ်ဂျူမတာတီလဲပါတယ်ဟာတူမဲ့ဆိုပေါ့အခုလောက်သူကဘူမျိုးပါတာမရဘူးလို့စားရလက်ခေါ်ဆက်ကြောပေါ်တပွဲဆိုတာလိတ်ထုံဝင်လာလားခေါ်ဆက်ကြောဆက်ရတော့ရောဘယ်လန်လက်စကီးဆိုင်ရှိတဲ့ရဆိုတာအမပိုင်မီရဲ့ပါဆိုင်မိနာကလောနမဝဖိုးဆိုင်ဘူလောက်လာအပေးရကြောဒီခေါ်ပါရှင်ဒီနေ့ကြလဲမှုရနာတဝဲသူတဝဲသားလေးစာများဆောက်ပြေကိုဆက်မျိုးထဲကလက်ခေါ်ဆက်ချိုလို့စာအလောက်ပြည့်ဆိုလို့ဗီဒီယိုအဆောက်တီကေရှူပေးလို့အလောက်ကျေးဇူးတင်ပါရှင်